လာပါရှင်မမေကလေအခုတပတ်တွင်းမှာအသားရည်ကိုငကိုအသားရည်ထဲနှစ်ဆဖြူဖွေးကြည်လင်စေတဲ့ဒီပေါ့နော်ဘယ်လစ်ဆော့လေးနဲ့မျက်နှာတစ်ပြအနော်လေးရလေလုံးဝကိုမွေးတော့ပေါ့နော်သူကမျက်နှာပေါ်မှာရှိတဲ့တင်းတိတ်တို့အမဲဆက်တို့ဝက်ချန်တို့အဲ့လိုအရာတွေကိုတက်တာစင်တော့မကပဲနဲ့သူကဒီလိုတခဲဝယ်ပြီးတော့ face and body သုံးလို့ရတယ်ဆိုတော့budget ချွေတာတဲ့သူတွေဆိုရင်ဒါဒီဆက်ပြားလေးကိုသုံးအဆင်ပြေနေရောတအားမွေးရဲ့အနက်လေးရလေနောက်တစ်ခုကသူကလေဒီလိုအညုံလေးနဲ့တည့်ရမျက်နှာပေါ်တင်လိုက်တော့လုံးဝမျက်နှာလေးကိုလေအိဆက်ပြောင်ချောတာပဲမင်းတစ်ဖူးတယ်တခြားဆက်ပြားကြီးဆိုကြမ်းကြမ်းဖြစ်နေတာသူကအဲ့လိုမဖြစ်ဘူးပေါ့နော်နောက်တစ်ခုကသူက80 gram ပါဝင်တာဆိုတော့လေမျက်နှာကိုခန္ဓာကိုယ်ကြိုက်တဲ့လောက်သုံးပေါ့နော်နှစ်နားလောက်တော့ AC သုံးလို့ရတယ်မျက်နှာတစ်ပြီးသွားလို့ရှိရင်မျက်နှာလေးကိုလေဆွဆိုးကြီးကြီးလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်စေတယ်မင်းတခြားဆော့တွေတစ်ပူးတယ်တစ်ပြီးတာနဲ့မျက်နှာကြီးကလေကြမ်းကြမ်းကြီးဖြစ်သွားတာ तू ကအဲ့လိုမဖြစ်ဘူး तू ကတစ်ပြီးတာနဲ့မျက်နှာလေးကိုအိဆက်ပြောင်ချောတာမျက်နှာကြီးကြီးလေးဖြစ်စေတာပေါ့နော်နောက်တစ်ခုက whitening ပါဝင်တဲ့အတွက်အသားလည်းဖြူစေတယ်မျိုးလေးတစ်ပြီးပေါ့နော်စာဝက်ချန်တို့နှာခေါင်းကြားမှာရှိတဲ့စာဝက်ချန်တို့တင်းတိတ်တို့နော်ဝက်ချန်တို့အစီဘူးတို့အဲ့လိုຢာတွေကိုလည်းတတ်တာစီအခုမမေမျက်နှာတစ်ပြီးသွားပါပြီကိုကပေါ့နော်ဒီလိုစက်ပြကွက်လေးနဲ့လည်းသူကပါတော့အဆင်ပြေနေရောဒီလိုတစ်ပြီးသွားရင်ဒီမျိုးလေးပြန်ထည့်လိုက်ပေါ့နော်ဘတ်ဂျက်ချွေတာတဲ့သူတွေဆိုရင်တခဲဝယ်ပြီးတော့ face and body သုံးလို့ရတဲ့ဒီပေါ့နော်အသားဖြူဘလစ်စော်လေးတခဲတာဆောင်းတာကိုမျက်နှာမှာရှိတဲ့တင်းကျိတ်တို့အမဲဆက်တို့เนาะဝက်ချန်တို့အစီဘူးတို့အဲ့လိုຢာတွေတက်တာစီပြီးအသားလည်းဖြူစီတဲ့အတွက်ဘယ်လိုပြောမလဲဆက်ပြလိုချင်တဲ့အသေးတွေဆိုရင်ဒီဘလစ်စော်လေးတခဲတာဆောင်းတာအနက်လေးကလည်းလုံးဝမှုရယ်မျက်နှာတစ်ပြီးသွားတာပဲဖြစ်ဖြစ်ရေချိုးပြီးသွားတာပဲဖြစ်ဖြစ်လန်းဆန်းပေါ်ပါပြီးတော့အသားရည်ကိုကြည်ကြည်စိုးစိုးလေးနဲ့ဖြူဝင်းစေတဲ့အတွက်ဘလစ်စော်ကိုဒါသုံးကြည့်လိုက်တော့เนาะ